မြန်မာနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံတို့အကြားကုန်သွယ်မှုလွယ်ကူချုံမွေ့စေရေးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနဲ့နိုင်ငံစီးပွားရေးချိတ်ဆက်မှုများပုံမခိုင်မာအားကောင်းလာစေရေးတို့အတွက်ရည်ရွယ်ကအင်ဒိုနီးရှားနိုင်ငံကိုနီမတ်နဲ့ Mega Life Sciences မြန်မာတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဖြင့်ကိုနီမတ်ကုန်ပစ္စည်းများရောက်ရှိမှုအခမ်းအနားကိုမေလ28ရက်နေ့ဒီကနေ့မနက်ပိုင်းကရန်ကုန်မြို့ဓမ္မစီတီလမ်းရှိ Mega Life Sciences ရုံးအစည်းအဝေးခန်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်။သတင်းပြည့်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။အခုကျင်းပပြုလုပ်တဲ့အခမ်းအနားဟာအင်ဒိုနီးရှားနိုင်ငံမှာတင်ပို့တဲ့ထုတ်ကုန်ပစ္စည်းများရောက်ရှိလာခြင်းကိုသာမကပီတီကိုနေမတ်နဲ့မီဂါမြန်မာတို့အကြားအပြန်အလှန်ယုံကြည်မှုရေရှည်ပူးပေါင်းဆောင်ရွက်မှုနဲ့မဟာဗျူဟာများမိဖက်ဆက်ဆံရေးကိုနှစ်နိုင်ငံအကြားပုံမခိုင်မာလာစေဖို့အတွက်ရည်ရွယ်တာဖြစ်ကြောင်းသိရပါတယ်။အင်ဒိုနီးရှားမြန်မာနိုင်ငံတို့ကြားမှာပူးပေါင်းဆောင်ရွက်မှုဟာကျန်းမာရေးစေဝါလုပ်ငန်းကုန်သွယ်ရေးပညာရေးနဲ့လူမှုစွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွေမှာအခွင့်အလမ်းကောင်းများစွာကိုဖန်တီးပေးနေပါတယ်။ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းအပြင်စီးပွားရေးတိုးတက်မှုနဲ့လူမှုဖွံ့ဖြိုးရေးတွေကိုထောက်ကူပြုနိုင်မယ်ဖြစ်ပြီးတော့အာဆီယံဒေသအတွင်းမှာလူမှုဆက်ဆံရေးကိုလည်းပုံမခိုင်မာစွာရေရှည်တည်တံ့တဲ့ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေအားပေးနိုင်ပါတယ်လို့ပြောပါတယ်ခင်ဗျ။ကျွန်တော်တို့ဗမာပြည်မှာ Mega ဆေးကုမ္ပဏီစတင်လာခဲ့တာက1995ကနေစတင်ပြီးတော့ရပ်တည်လာတာဆိုရင်အခုအောင်ဆိုနှစ်ပေါင်း30ရှိလာပြီ။ပြီးတဲ့အခါမှာကျွန်တော်တို့ဝန်ထမ်းပေါင်း1100ကျော်ရဲ့ပံ့ပိုးမှုနဲ့အတူတနိုင်ငံလုံးမှာဆိုရင်ကျွန်တော်တို့ warehouse 5ခုနဲ့အတူဒီပစ္စည်းတွေကိုနေရာအစုံရောက်အောင်ကျွန်တော်တို့ဒီ distribution efficiency ကိုပိုပြီးတိုးတက်အောင်ကျွန်တော်တို့လှုပ်ဆောင်ခဲ့တာတော်တော်ကြားခဲ့ပါပြီခင်ဗျာဒီနေ့ ceremony ကကျွန်တော်တို့ product shipment လေးရောက်လာလို့ကျွန်တော်တို့ဘာဖြစ်ပေမဲ့အဓိကဖော်ထုတ်ပြသချင်တာကတော့28နှစ်တာကာလအတွင်း Mega နဲ့ဒီ PD Conimax ကြားမှာရှိလာတဲ့ယုံကြည်မှုတည်ဆောက်မှုအတူတူကလက်တွဲလှုပ်ဆောင်မှုတွေကိုဖွင့်လှစ်ပြသချင်တာအဓိကဖြစ်ပါတယ်တက်ရောက်လာကြတဲ့လူတွေကိုလည်းကျေးဇူးတင်မယ်လို့ပြောပါတယ်ခင်ဗျာ Mega မြန်မာနဲ့ကိုနီမတ်မြန်မာတင်းလို့ဟာနှစ်ပေါင်းများစွာလက်တွဲဆောင်ရွက်ခဲ့တာအခုဆိုရင်28နှစ်ကျော်ကာလကိုရောက်ရှိခဲ့ပြီးကိုနီမတ်အနေနဲ့ကမ္ဘာအဆင့်မီစေဝါနဲ့လူသုံးကုန်ပစ္စည်းများဖြန့်ဖြူးပေးနေမှုနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်Conimax Pharmaceutical Company က1959ခုနှစ်ထဲကစတင်ခဲ့တာဖြစ်ပြီးတော့ Solo Indonesia မှာစတင်ခဲ့တာပါထုတ်လုပ်တဲ့ပစ္စည်းတွေကတော့ pharmaceutical products တွေရော consumer လူသုံးကုန်ပစ္စည်းတွေရော medical device ပါအကုန်လုံးကို food basket အကုန်လုံး locally အပြင်တကမ္ဘာလုံးကိုလည်းကျွန်တော်တို့တင်ပို့ပြီးတော့ဖြန့်ဖြူးရောင်းချနေတဲ့manufacturing quality ကိုအဓိကဦးစားပေးတဲ့ဒီ manufacturer ဖြစ်ပါတယ် especially ကျွန်တော်တို့မြန်မာပြည်ကိုလည်းအဓိက quality product တွေကိုတင်ပို့ပြီးတော့ရောင်းချပေးနေတာဖြစ်ပါတယ်ဒီလိုမျိုးအယူသွေးမြန်မာတဲ့လူသုံးကုန်ပစ္စည်းတွေရောဒီစေဝါပစ္စည်းတွေရောတင်သွင်းရောင်းချခြင်းအပြင်မြန်မာပြည်သူတွေမှာအလုပ်ကိုင်ခွင့်လန်းနေတဲ့အနေနဲ့ storage marketing distribution မှာရှိနေတဲ့ supply chain တစ်လျှောက်လုံးမှာရှိနေတဲ့မြန်မာပြည်သူပြည်သားတွေရဲ့အလုပ်ကိုင်ခွင့်လန်းတွေကိုပုံမဖွံ့ဖြိုးတိုးတက်လာမယ်လို့ယုံကြည်ပါတယ်အခုလိုမျိုးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအပြင်မြန်မာဈေးကွက်အတွင်းအင်ဒိုနီးရှားထုတ်ကုန်များအပေါ်ယုံကြည်မှုများရရှိလာသလိုမေဂါမြန်မာအနေနဲ့လည်းအရေးသေးပြေဝတဲ့ကျန်းမာရေးနဲ့စားသုံးကုန်ပစ္စည်းများအားမြန်မာပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်စ조사ဆောင်ရွက်လျက်ရှိနေကြောင်းသိရှိရပါတယ်ခင်ဗျာ